FIFA က Messi ကိုဖလားပေးဖို့စီစဉ်ထားတာပါအီဂျစ်နီးပြရဲ့ပြင်းထန်တဲ့ဆွဆွဲချက်ကမ္ဘာဖလားပြိုင်ပွဲမှာအာဂျင်တီးနားကိုချုံးနေပြီးအီဂျစ်အသင်းပြိုင်ပွဲကနေထွက်ခွာခဲ့ရတဲ့ဒီပွဲစဉ်အပြီးမှာတော့အီဂျစ်နီးပြနဲ့ကစားသမားတွေရဲ့ပေါက်ပွဲတန်တွေကဘောလုံးလောကတစ်ခုလုံးကိုတုံ့သွားစေခဲ့ပါတယ်ဒီပွဲကတရားမျှတမှုလုံးဝမရှိပါဘူး FIFA Messi ကိုဖလားပေးဖို့ဒိုင်းတွေကိုအမိန့်ပေးထားတာဆိုပြီးတော့အီဂျစ်နီးပြကလူတိရှင်ကြားဆွဆွဲလိုက်တာပါပွဲစဉ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေကတစ်ဖက်ဆောင်းနေဖြစ်နေတယ်လို့သူတို့ကခန်းစားနေကြတာပါဒီပြောဆိုမှုတွေကကမ္ဘာဖလားရဲ့တမာတမတ်ရှိမှုအပေါ်မေးခွန်းထုတ်စရာဖြစ်လာစေပါတယ်တကယ်ပဲ FIFA ဘက်ကနေအာဂျင်တီးနားကိုကူညီပေးနေရလားဒါမှမဟုတ်အီဂျစ်တင်းကရှုံးနေမှုကိုလက်မခံနိုင်ပဲဒိုင်လူကြီးတွေကိုပုံချနေရလားပွဲအတွင်းဖြစ်ခဲ့တဲ့အငင်းပွားပွဲအဖြစ်အပျက်တွေကဘောလုံးဖန်တွေကြားမှာအပြေရှာမရတဲ့စကားပွဲတွေဖြစ်လာစေပါတယ်ကိုလူတို့အမြင်မှာရောအီဂျစ်နီးပြရဲ့ဆွဆွဲချက်ကလက်တွေ့ဖြစ်နိုင်မလားဒါမှမဟုတ်ဒါရှုံးနေသူရဲ့အညိုးအသေးပဲလားဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်လိုသဘောရကြလဲ comment ထဲမှာအမြင်လေးတွေရေးထားခဲ့လို့ရပါတယ်